Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လည်းပောက်ပောက်ချာချာဟာတာဗီဒီယိုတွေကို reaction လုပ်ဝေးတော့မှာမလို့ကျွန်တော်နဲ့အတူတူပြင်မဲ့လိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်နှလုံးတိုင်းသုံးလုံးတိုင်းနဲ့ပေါက်ချင်လို့မှသုံးလုံးသွားထိုးတာဘာလို့လက်ဆောင်ပေးတာစစီဆိုစားရသေးတယ်ဒီစလုံးကဘာသဘောပြရတော့ဒီကတော့သူတော်တော့ပွဲနေပြီတောင်းစားမလားဟလားညီတော့ပဲလောက်စားနေတော့အားရရတော့တော့တင်းနေတာ အဲ့ယူလာဒါဆိုရင်တော့တေချာသွားပြီရောသူတို့စီမှာထိုးရင်းနဲ့မွဲဝိုင်းတောင်းစားဖို့ခွက်တစ်ခါတည်းပေးရတဲ့တူတယ်ရောဟာချီကားတဲ့ဘယ်သွားမို့လဲစိုက်ကတော့ပြည့်ပဲတော့မျက်မှန်လေးနဲ့ဟာဟိုမှာဗရိတ်ဘက်သွားစားမို့ကွာချီကားနဲ့ break ပဲရေးလိုက်လားကိုကောင်းကြီးပဲအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာရေကြီးနဲ့ခြေတောင်းနဲ့မချတော့ဘူးချောင်းနဲ့မချတော့ရှေ့လျှောက်ဆွတ်ဆက်လောက်တော့ရှေ့ဆွတ်လိုက်တော့မှာယူဆိုင်တော့ကွာဟာရမင်းတို့ဘာတော့တွန်းလေခွေးပလောင်သားလေတွန်းဆွတ်တက်တွန်းတော့နန်းနေဘယ်ရောက်ကိုဒီဘက်ကိုသွားချုပ်လို့တော့မရအောင်တော့ရောထီးမိုးပေးမဲ့လူနဲ့တပည့်တွေနဲ့လက်ထဲမှာလည်းမြန်မာပြည်ရာကြီးတဲ့နော်ဒီဘက်ကိုသွားချုပ်လို့တော့မရဘူးရောပြာကားတွေအော်ကားတွေတီးတဲ့လူတွေပေါ့နော်အရန်ရေးကြည့်ပါလေဒီလိုဖိုင်လေးဆိုလို့စီသူတယောက်ပို့ပေးပါလို့မြေတားရက်ခံပါတယ်အဲ့ဒီလူတွေကလေးကြတော့ပေါ့နော်သူတို့ဘာမဆိုအလုံးလုံးပိုင်လုံးလိုက်လို့စီတို့တွေကမေ့တတ်တယ်ဟိုလိုဖြစ်တဲ့ဒီလိုပြအရန်ကိုမေ့တတ်တာပေါ့နော်အရန်ကိုဂယုစိုက်ကြပါပေါ့နော်ဒီမှာအဲ့လိုကောင်းလို့ချင်တယ်အခုပဲငါစီးကျဲယူရတယ်ပြရောက်ပေါ့စီးကလီမင်းတို့ကွာဒီဗီဒီယိုလေးထဲမှာကွာငါပေးချင်တာမှတ်စရာကွာဟာရောမေ့သွားပြန်ပြီကွာငါပြောမဲ့စာသားတွေကိုငါဒီနေ့တနေ့ကိုကြက်ထားတာကွာဘာလို့ခဏခဏမေ့နေရတော့ဟဲ့အောင်ဒုက္ခပဲမြန်မာနိုင်ငံမှာလေမိမစကားနားထောင်လို့နိုင်ငံခြားစီးစဉ်ကိုဈေးငိမ့်သွားတဲ့ယောက်ျားတစ်ယောက်ရှိတယ်မင်းသိလားဟိုစကဘုံတော့သတိရပါတယ်ရောမိမယိုသေးအသက်ချေတဲ့မိမရှိကိုသွားမကြိုးဆိုတယ်နော်အဲ့စကဘုံနဲ့တော့စောဆင်သွားတယ်ရော Yeah boy တီးပေါ်မင်းလေဘယ်ကောမှဆောက်ပြီးမဆိုင်သိလားကြိုက်တဲ့ကောတွေထွားလာခဲ့လို့ရတယ်သဘောပေါက်လားဟဲ့အောင်လေပကိုးသားတွေတောက်တာဆိုလို့မိမပဲရှိတယ်ကိုသားတွေမိမချောက်ရတယ်ငါခုမှသိတော့တယ်ကွာဟဲ့အောင်မစားတော့ပါဘူးဗျာမင်္ဂလာပါကြီးလေးသူများတဲ့တိုင်ရတယ်ဘာပွဲရှောင်းလဲကိုနည်းနည်းတော့ဖြူလို့ရလားဟုတ်ရတယ်ဗျဟုတ်ဟိုညီလေးတို့ကဟိုကြီးစားလားလင်မရလားကြီးသားပါဗျာကြီးသားကြီးဟိုဟာလေအကိုပုံမလေးလင်မင်းနော်မေးလို့ရလားရတယ်ဗျာမေးတော့မေးပွားကြီးဟိုလေညီလေးတို့ကဟိုဒီအင်းဝါဘက်ကိုလေဘာလာလောက်တာဟောလာပြင်းနေဆိုတော့သူတွားရှင်တဲ့နေရာလေးလိုက်ပို့ပေးရပါဩသူလျှောက်လဲတာပေါ့ဟိုအကိုစိတ်မဆိုးနဲ့တော့အကိုတခုတော့မေးဦးမယ်ညီလေးတို့ကလေဟိုတဲဖို့ကန်တို့ဟိုတယ်တို့မသွားဘဲနဲ့ဒီမှာဘာလို့လာနေလဲပြဿနာစပြီနော်ဒီနားမှာကဘာတက်ခုကမှမရှိဘူးလေဘယ်နဲ့မရှိရမအောင်ကိုနားလေးမှာလေတဲဖို့ကန်ဟိုတယ်ရှိရဲတဲဖို့ကန်ဆိုရင်လေတစ်ဆက်ရှင်းမှာ1000ဝယ်ပဲရှိရသိလားနင်ပြောတော့ငါဘာပဲခေါ်မှမရှိဘူးဆိုနင်မရှိရင်ငါလာထင်းထင်းနေရတယ်နင်နေကြလားခင်ဗျာဘာလီလာမေးနေရဆိုးရောသူများတွဲတာရနေတာကွာရောသူပြူးလိုက်မှပဲအကွဲပြဲတွေဖြစ်ကုန်ပြီသုံးပွင့်ဆိုင်လာရင်ငါတို့လိုနှခမ်းမွေးနဲ့ကောင်းနေပဲထားခဲ့ခံတယ်တရားတွေပဲအာဝါပေးရင်အမွှေးစုလို့တဲ့ဒီပဲအမှန်တရားတွေပဲပြောသွားတာဟုတ်တယ်နော်မုတ်စိန်မွေးတွေကိုနော်ငါမနေ့ပြန်ကြဇာကနာနဲ့တပင်ချင်းဇွမ်းတော့မှာ